ကျွန်တော်သူ့ကိုခွင့်တောင်းတယ်တနေ့လောက်တွေ့ကြမှာလေစာလေးပြန်လာဒီကတနေ့နဲ့နေမနဲ့9 နာရီသစ္စာဆောင်နောက်ဖက်ပောက်ကလာဆောင်လာဘယ်သူမှမတွေ့ခင်တက်ကတူတွေကထွက်ကြရှက်လို့ရတယ်ကျွန်တော်အဲ့ဒီမနေ့က3 နာရီရေထချိုးနေပါအေးမိသေးရင်လည်းသေပါသေးတော့4 နာရီဆင်းသင့်ဖြစ်ပြီသွားပြီ4 နာရီခွဲသစ္စာဆောင်နောက်ဘက်ကပေါက်ရောက်အုတ်ခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျော9 နာရီတိထွက်လာတယ်ဟိုးလှလိုက်တာကြည်နူးလိုက်တာနှမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်လာနေမကြည့်ချင်နေပါစေလာနေပြီးရောကျွန်တော်လည်းမထပါငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်သွားပေါ့ကျွန်တော်သိတာပဲကျွန်တော်မတတ်ထားဘူးသူဘေးနာလိုက်ပခုံးချင်းမထိရပါဘူးမထိဖို့မလိုပါဘူးမထိချင်နေပါစေဘေးချင်းရှင်သွားနေကောင်းလိုက်အကြည့်မှုအချစ်ဆိုတာအဲ့ဒါနူးညက်တိမ်မှုထိမှမဟုတ်ဘူးဘေးချင်းရှင်သွားညလဲတစင်းစောကြီးရောက်ညလဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့ညလဲပေါ်ရောက်သူဟိုဘက်ခုံထိုင်ကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်သူရှက်တတ်တယ်လေနားလေပြီးညလဲတစင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှလည်းမပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့ညောက်ကဘာတွေမှလည်းမသိပါဘူးငင်းလဲသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမောငင်းလဲသမားကငင်းကိုစကြိုးဆက်ရတဲ့သေရပြားနှပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းငင်းမလေးကပြေးခွတ်ကဘာပေါ်မှာအသားရဆုံးဂီတပဲ pop music တရားလိုက်တာငင်းလဲသမားကကြာဖို့ကိုဝိညာဉ်ပြီးတော့မြင်းကိုရွှမ်းကနေမောင်းကျွန်တော်လှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအကဟောသိလှတာပဲဒီကြဖို့ရမ်းနေကျွန်တော်မျက်စိထဲမှာကုန်းလှဓမ္မပင်နဲ့နေလှလေကလေးတိုက်နေတာအေးကောင်းဘုရားကြီးတော်မူရောက်ရွှေကြက်ရက်ကိုဘုရားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးလို့မရောက်ဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရမနဲ့စောစောဆိုတော့ရှေ့ကန်းကလူမပါဘူးစပယ်ကအတွဲလေးမှန်းပြီးတော့ရှေ့ကန်းတဲ့အန်ကြပဲပြေးလို့ရသူရှေ့ရတဲ့ကျွန်တော်နောက်ကထိုင်ရအဲ့ဒီလည်းစကားမပြောပါသွားမင်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာတွေရှိတယ်ဗျမယုံမရှိအဲ့လောက်ဆက်တတ်တဲ့မင်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးတော့ကျွန်တော်ဘက်ကပေးတယ်မကြည့်ဘူးလိုလေးပေးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေးမဆုပ်အောင်ခွာတယ်ဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချစ်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပါဇက်တဲ့ကဘာပေါ်မှာအဲ့ဒီချို့တာမရှိတော့ချို့ဆုံးပဲခဲပတ်စကူလေးသူမမြင်အောင်အိတ်ထဲထက်ပင်ရအောင်ပဲတရားရီတွေညက်ပင်ရအောင်ဒါရီဟာအခြေပင်ကာရညတ်တာဒီပါပဲရွှေကြရောက်တော့ကားပေါ်ကဆင်း